Hello မင်္ဂလာပါဒီနေ့တော့ကျွန်မနဲ့အတူတူအားလုံးကို National Taiwan University မှာတရုတ်စာသင်တန်းတက်တဲ့တနေ့တာလေးကိုခေါ်သွားပြမယ်ပေါ့နော်အဲ့တော့ Taipei မှာဒီ metro ကိုအစိမ်းရောင်လိုင်းစီးလာတယ်ဆိုရင်ကုန်းကွမ် station ရောက်မယ်ကုန်းကွမ် station မှာကျွန်မကတော့ဒီ A63 ကထွက်လိုက်လို့ရှိရင်ဒီ National Taiwan University ရဲ့ဒီ main ဝင်ပေါက်နားလေးရောက်သွားလိမ့်မယ်ပေါ့နော်အဲ့ဒီမှာစပိန်လေးငှားပြီးတော့သွားပါမယ်သူတို့ဒီမှာ U-bike ဆိုရဲစပိန်ဝိုင်အောင်လေးရှိတယ်ပေါ့နော်အဲ့ဒါ transportation ကတ်နဲ့စပိန်လေးစီးပြီးသွားလို့ရတယ်ကျောင်းရအကျယ်ကြီးပဲကျယ်ကြီးပဲဆိုတော့လေစပိန်မစီးလို့ရှိရင်မိနစ်20လောက်ထပ်ပြီးတော့လမ်းလျှောက်ရမှာမို့လို့ဒီကျမတို့စပိန်လေးနဲ့သွားမယ်ပေါ့နော်အခုကမနက်ခင်း9:45 8နာရီလောက်အချိန်စော်လေးရာသီဥတုကလည်းအရန်တရတယ်မနက်ခင်းစောစောစီလေးချိန်ကလေးလောက်တယ်လို့လည်းဖြစ်တယ်ပေါ့နော်လမ်းလျှောက်သွားလို့ရှိရင်လည်းအရန်တရတယ်ဒီငှက်တန်လေးတွေနဲ့ပန်းပင်တွေတပင်တွေအများကြီးနဲ့ကြောင်းရအယောင်အကျယ်ကြီးပဲပြီးတော့စင်းစင်းဆူဆူနေဆိုတော့လလန်းဆန်းဆန်းလေးဖြစ်သွားတယ်ပေါ့နော်မနက်ခင်းမှာကြောင်သားတွေလည်းပိတ်မရှိတဲ့အချိန်စော်လေးစပိန်စီလို့လည်းကောင်းတယ်လမ်းလျှောက်လို့လည်းကောင်းတယ်တခြားကျောင်းကိုဒီလမ်းလာလျှောက်တဲ့အပြင်အလူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့မနက်ခင်းလေးကတော့အေးစစ်စစ်လေးနဲ့တရုတ်စာအတန်းကိုသွားပါမယ်စပိန်လေးစီးပြီးတော့ပေါ့နော်ခေတာဆိုလို့ရှိရင်အဆောင်အောင်နောက်ရောက်ပြီးဒီနေရာမှာကျွန်မစပိန်လေးထားမယ်ဒါကတော့တကယ် main အဆောင်အောင်ပါပေါ့နော်ဒီ language center ဖြစ်ပါတယ်ဒီမှာလည်းသူကစာရေးထားတယ်ပေါ့နော် language center National Taiwan University သူက international Chinese language program တွေလည်းဒီမှာရှိတယ်ဒီကတော့ဝင်ပေါက်ကနေဝင်လာလို့ရှိရင်တွေ့ရတဲ့မြင်ကွင်းပေါ့နော်ဝင်ပေါက်ကနှစ်ခုရှိတယ်ဒါကတော့ကျမကဒီစပိန်ထားတဲ့နားလေးကနေဝင်တာပေါ့နော်နောက်တစ်ဖက်ကဝင်လို့ရှိရင်ဒီလိုမြင်ကွင်းမြင်ရမယ်ပေါ့နော်တော့ foreign language division language center ရဲ့ဝင်ရနေတွေ့လိုက်လို့ရှိရင်မြင်ကွင်းပေါ့နော်အောက်ထပ်မှာသူက vending machine တွေရှိတယ်ရေတန့်တို့ချိုရည်တို့ coffee တို့ဒီလိုဘိုးတွေနဲ့မကအောင်ဆက်နဲ့လောက်ထားတဲ့အားတွေပါရတယ်ပေါ့နော် matcha တို့ဘာလို့ဒီမှာဝယ်လို့ရတယ်ဒီကလို့အစာပြေမုံလေးပါလေးစားချင်တယ်ဆိုလို့ရှိရင်လည်းဒီ vending machine ကနေပြီးတော့ဝယ်လို့ရတယ်ဒါဆိုရင်စာသင်ခန်းကိုသွားကြရအောင်စာသင်ခန်းတွေကအများသောအားဖြင့်ဒုတိယထပ်မှာရှိတာများတယ်ပေါ့နော်ဒုတိယဘက်မှာ student နားနေခန်းတွေလည်းရှိတယ်နားနေခန်းတွေလည်းမဟုတ်ပါဘူးအဲ့လိုနွေးနေခန်းတစ်ခုရှိတယ်ပေါ့ဒါလေးကနည်းနည်းလေးတော့ကျင်းတယ်ဒါပေမဲ့ကွာစောစောရောက်နေတဲ့ခဏလောက်ထိုင်ခြင်းနဲ့မုံလေးပါလေးစားခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာမှာထိုင်လို့ရတယ်ဒါကတော့အတန်းနဲ့မသွားခင်မှန်လေးပါလေးကြည့်ပဲလေးပါလေးများပေါ့နော်ဒါဆိုကျမတို့အတန်းနဲ့ကိုသွားကြရအောင်အတန်းကတဲ့တခန်းကိုဒါလူ၈ယောက်အများဆုံးပေါ့နော်ဒီတရုတ်စာသင်တန်းအတွက်ကျောင်းသား၈ယောက်အများဆုံးလက်ခံတယ်အတန်းမစခင်ကျမစာလေးပါလေးနည်းနည်းကြည့်မယ်ပေါ့နော်ဒီနေ့သူကလည်းအိမ်စာတွေအရင်များတယ်အတန်းချိန်က3နာရီပေါ့နော်3နာရီအပြင်ကိုအိမ်စာတွေလည်းရှိတယ်တစ်ပတ်ကိုလည်း3ရက်လောက်ကလေး text တွေရှိတဲ့အခါကျတော့စာလေးပါလေးနည်းကြည့်ရတယ်ပေါ့နော်ဒါကတော့ break time 7 minute ပေးတယ်ပေါ့နော်အတန်းချိန်မှာတော့ဒီမှာ video မရိုက်ထားလိုက်ဘူးအတန်းပြီးသွားပါပြီအတန်းပြီးပြီဆိုတော့အခုက17နာရီကြော်လေးရှိပြီပေါ့နော်ဒါဆိုရင်နေ့လည်စာသွားစားမယ်ထားလိုက်လို့ရှိရင်လည်းဒီလိုမျိုးမြင်ကွင်းရအရန်ကိုလှနေတာတော်ထဲမှာလို့စင်းစင်းဆူဆူနဲ့ရိတ်တွေအများကြီးနေပေါ့နော်တကယ်ကိုအေးချမ်းတယ်ဒါတော့ကျောင်းရဲ့ main library ရဲ့အဆောက်အအုံပေါ့နော်အဆောက်အအုံဒီ library ရဲ့ဘေးနားလေးမှာဆိုရင်ဒီ student center ရှိတယ်ဒီမှာ activities တွေရှိတယ်နေတဲ့စားဖို့အတွက်အဲ့လို canteen တွေ restaurant တွေရှိတယ်ပြီးတော့ကျောင်းသားတွေနားနေဖို့အတွက်ထိုင်ကုန်တွေဇပွဲတွေလည်းရှိတယ်ပေါ့နော်ဒီနေ့ကတော့နေ့လည်စာဒီမှာစားလိုက်မယ်နေ့လည်စာဒီမှာတန်တယ်ဈေးသက်သာတယ်ပေါ့နော်ဒီလိုမျိုးထိုင်စရာရှိတယ်ဟိုဘက်မှာလည်းတခြားထိုင်စရာတွေအများကြီးရှိသေးတယ်ပေါ့နော်ဒါကတော့စားပြီးလို့ရှိရင်အမိုက်ကိုစနစ်တကျဆွန့်ပစ်လို့ရတဲ့နေရာလေးပါโอเคဒါကတော့ပထမအဆုံးဆိုင်ဒီဆိုင်ကဟိုလိုမျိုး dumpling တွေခောက်ဆွဲတွေရောင်းတာပေါ့နော်ဒါကတော့ protein box ဟိုဘက်မှာလေး McDonald တော့ပါလို့ရှိသေးတယ်ကျမဒီမှာရိုက်ထည့်တဲ့စီတော့မပါတော့ဘူးပေါ့နော်တက်လွတ်သမားရဲ့အတွက်ဒီမှာတက်လွတ်စားလို့လည်းရတယ်ကျမကတော့ဒီဆိုင်မှာစားပါမယ်တဲ့သူကဒီကြိုက်တဲ့ဟာကိုရွေးပြီးတော့ဒီဘန်းလေးထဲမှာထည့်ပေါ့နော်ပြီးရင်အလေးချိန်ကိုကြည့်ပြီးတော့သူကတက်တဲ့လောက်ရှင်းရတာကြည့်ပါအောင်ဒီမှာအရွက်တွေဆိုအများကြီးပဲအမျိုးစုံပဲအရွက်ချက်အိုးအသီးနှံအသီးနှံနဲ့လေတီးရွက်လို့ပြောတာနောက်ပြီးတော့ဒီမှာအသားငါချက်သားဝတ်သားချိုချင်းကြောကျဥကြောပဲပြားအစုံပဲပေါ့နော်ဒါကျမယူလာတဲ့ဟာလေးပါ
စားပြီးပြီဆိုတော့အခုဒါပြန်တော့မယ်ပေါ့နော်ကျောင်းရက်ဒီမြင်ကွင်းရတော့မယိုးနိုင်အောင်ပဲပေါ့နော်အသွားရောအပြန်ရောအရောင်းလာတယ်ဒါတော့ခုနကျွန်မလာတဲ့ဒါ metro station ကုန်းကွမ် station ရဲ့ A63 ပါဒါကကျောင်းကလောက်တဲ့ text တွေကိုခဏပြကြည့်တာပေါ့နော်ခဏပြရင်လည်းအမှတ်တွေကိုပါနည်းနည်းပြသလိုဖြစ်သွားတယ်ကျောင်းမှာတစ်ပတ်ကို9ရက်ကိုမှ3ရက်လောက်က text တွေရှိတယ်နောက်ပြီးတော့တစ်ခန်းတိုင်းမှာလည်း sample ပွဲရှိတယ်ပေါ့နော် sample ပွဲမှာဆိုရင်သူက 4 skill လုံးမေးတယ် speaking or reading or writing or listening ရောပေါ့နော် speaking ကတော့ဆရာမနဲ့ 1 to 1ဖြေရတယ်နောက်ပြီးရှင် writing လည်းပါရခါကျတော့တနေ့ကိုရေးတာလည်းလေ့ကျင့်ရတယ်ပေါ့နော်ဒီ hands ရည်နည်းလေးတွေအင်စာတွေလည်းအများကြီးလုပ်ရတယ်စာတော်လုံးနိုင်တယ်ဆိုရင်တော့ဒီအတန်းတွေကလည်းအရန်ဆင်ပြေတယ်သူက3လအတန်းပေါ့နော်3လအတန်းတကယ်ကို intensive ပါအမှတ်တရတော့ကောင်းတယ်လို့ပဲပြောရမလားအမားတွေလည်းအများကြီးလုပ်မိတယ်ဒါပေမဲ့ဆရာမကလည်းသဘောကောင်းတော့အမှတ်ကိုလည်းပေါ်တီးပေးရပေါ့နော်အဲဆိုရင်ဒီလိုမျိုးလေးအားလုံးပဲကျေးဇူးပါကျွန်မလည်းတူတူဒီနေ့တရုတ်စာသင်တန်းအောင်လာပြီးတော့ကြည့်ပေးရတဲ့အတွက်နောက်ထပ်